တရားချစ်ခင်ဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းတို့အားလုံးပဲမင်္ဂလာပါကိုယ်စိတ်နှပြဘေးရန်ကွာကျမ်းမာချမ်းသာကြပါစေဦးဇင်းဒီကရုပ်ဖတ်ပူဇော်ပြီးတော့မျှဝေပေးမယ်ဂါထာတော်ကတန်ဗုဒ္ဓီဂါထာတော်ဖြစ်ပါတယ်စိန္တိတံတတ္တသင်္ချေယနဝသင်္ချေယဝါစကံကာယဝါစံစတုချာတံဗုဒ္ဓတံသမှုပါကမိဒီကာတာဒီပရိဘာသာနဲ့အညီဦးဇင်းတို့ရဲ့ကိုရမမြတ်စွာဘုရားရှင်အလောင်းတော်ဘဝကဖယားစုကိုစိတ်ကူးတော်မူခဲ့တာကခုနှစ်သင်္ချေတိုင်တိုင်ခြားခဲ့ပါတယ်နှုတ်ဖြင့်မြတ်ပြီးတော့တောင်းဆိုခဲ့တာက9အသင်္ချေတိုင်တိုင်ခြားခဲ့ပါတယ်စိတ်ကူးခဲ့တာကခုနှစ်သင်္ချေနှုတ်ဖြင့်မြတ်ဆိုပြီးတော့တောင်းဆိုခဲ့တာက9သင်္ချေစုစုပေါင်း16သင်္ချေမှာပွင့်တော်မူတယ်ဘုရားအစုစုရဲ့အရေးအတွက်က9,120,000ဒီလိုမျိုးစာပေမှာတွေ့ရပါတယ်4သင်္ချေနဲ့ကဘာတသိန်းပွင့်တော်မူတဲ့ဘုရားစုစုကတော့တန်ဗုဒ္ဓေထဝီတင်စာလို့တန်ဗုဒ္ဓေကာရာကိုစတင်ပြီးတော့ရွတ်ဖတ်ပူဇော်လိုက်တဲ့အခါမှာအထဝီဒအထက8ဝီဒက28စု2ကြိတ်8စုသောမြတ်စွာဘုရားဒီတော့16သင်္ချေမှာပွင့်တော်မူခဲ့တဲ့9,120,000သောဘုရားစုစုတို့နဲ့ဒီဘက်က4သင်္ချေကဘာတသိန်းမှာပွင့်တော်မူခဲ့တဲ့28စုသောဘုရားစုစုတို့ကိုရှေခိုးပူဇော်တဲ့ဂါထာတော်ဖြစ်ပါတယ်အဲ့ဒီလိုဘုရားစုစုခင်းကာဝါလူတဲစုမကပွင့်တော်မူကြတဲ့ဘုရားရှင်အစုစုတို့ကိုရည်မှန်းပြီးတော့ပူဇော်ရှိခိုးတဲ့ဂါထာဖြစ်ခြင်းကြောင့်ဗုဒ္ဓဘာသာဝင်သူတော်စင်တို့အမြဲတမ်းလက်ဆွဲအသုံးပြုရုပ်ဖတ်ပူဇော်တဲ့ဂါထာဖြစ်ထင်ထင်ရှားရှားရှိပါတယ်စိန္တိတံတတ္တသင်္ချေယနဝသင်္ချေယဝါစကံကာယဝါစံစတုချာတံဗုဒ္ဓတံသမှုပါကမိဆိုတဲ့အတိုင်းပဲခုနှစ်သင်္ချေတိုင်တိုင်စိတ်ကူးခဲ့တယ်9သင်္ချေတိုင်တိုင်နှုတ်ဖြင့်မြတ်ပြီးတော့တောင်းဆိုခဲ့တယ်စိတ်ရောနှုတ်ပါတောင်းဆိုခဲ့တာက4သင်္ချေနဲ့ကဘာတသိန်းတိုင်တိုင်ကြာခဲ့တယ်စုစုပေါင်းအသင်္ချေ20နဲ့ကဘာတသိန်းကြာမြင့်ခဲ့တယ်လို့ဒီလိုမျိုးဦးဇင်းတို့ဒါစာပေမှာမှတ်သားရတယ်ဒါကြောင့်အလွန်အမတန်ကိုမှအစွမ်းထက်လာသည့်ဘုရားရှင်အစုစုတို့ကိုရည်မှန်းပြီးတော့ပူဇော်ကြော့တဲ့တန်ဗုဒ္ဓေဂါထာများကိုဦးဇင်းနေနဲ့ဗုဒ္ဓဘာသာဝင်သူတော်စင်900သားသမီးအပေါင်းသူတော်ကောင်းတို့ဘေးအန္တရာယ်ကင်းရှင်းစေဖို့ကောင်းကျိုးချမ်းသာမင်္ဂလာပေါင်းနဲ့ပြည့်စုံစေဖို့ရည်ရွယ်ပြီးတော့တောင်ကျွန်းတန်ဗုဒ္ဓေကနေစပြီးတော့ရုပ်ဖတ်ပူဇော်မှာဖြစ်ပါတယ်တံဗုဒ္ဓေခြာဝိသင်္စဒွါရသင်္စတတကိပင်စတတသဟတာနိနမာမိတိရတမဟံအဘဂဝါလူကဂင်္ဂအနန္ဒာနိဗ္ဗုဒာဇိနာဒေတံဓမ္မင်္စသံဃင်္စအာဒရေနနမမဟံနမကာရာနုဘာဝေနဟိတဝါတဗ္ဗေဥပတဝေအနေကအန္တရာယာပိဝိနတံတုအသေးတတောအထဝီတံသုံးပါးဘဝသုံးလောကတွင်ညာနာယောင်ဖိတ်အောင်ပြီးသိမ့်နှင့်နှစ်ကျိတ်ရှစ်စုအရေးအတွက်ရှိကုန်သောတန်ဗုဒ္ဓေစသစ္စာ၄ပါးမြတ်တရားကိုပိုင်းခြားခြင်းတင်ကိုယ်တော်တိုင်သိမြင်တော်မူကြကုန်သောမြတ်စွာဘုရားတို့ကို၎င်းဒွါရသင်္စတဟတကိ12000ဂုံသောတန်ဗုဒ္ဓေစသစ္စာ၄ဆင့်ရွှေဉာဏ်ရင်း၍ပွင့်တော်မူကြကုန်သောမြတ်စွာဘုရားတို့ကို၎င်းပင်စတတတတာနိ9သိန်းဂုံသောတန်ဗုဒ္ဓေစသစ္စာ၄ဆင့်ရွှေဉာဏ်ရင်း၍ပွင့်တော်မူကြကုန်သောမြတ်စွာဘုရားတို့ကို၎င်းအဟံတပိတော်သည်တိရတာဥကောင်းယရဏမြတ်အင်္ဂါဖြင့်နမာမိယောတိညိုကျိုးတောရှိုး၍ရှေခိုးပါ၏အရှင်ဘုရားဝါလူကခင်က
မြေကြီးအေယာခင်းကားပကုံရှိရှိသမျှသောသဲလုံးတို့သည်အဘကရေတွက်သိမ့်စီနဲလာပေကုန်၏နိဗ္ဗုဒ္ဓဒုက္ခခတ်သိမ့်ပြငိမ့်လွတ်စဉ်နိဗ္ဗာန်ခွင်သို့စံဝင်တော်မူကြကုန်သောဇိနာငါးပါးအမှန်အောင်မြတ်ဘုံကောင်တို့သည်အနန္တာသင်္ချာသင်္ချေတွက်ရည်မမြအလွန်ပင်များပြားလှပေကုန်၏တေစာဒုကင်္ဂသဲလုံးပုံနှုံမမြပွင့်ကြကုန်သောလောကထောထားရှင်တော်မြတ်ဘုရားတို့ကို၎င်းတေတောထိုဘုရားရှင်တို့၏ဓမ္မင်းစဟောဖောမိန်ကြာဗျာဒိဋ္ဌာသည့်10ပါးသောတရားတော်မြတ်ကို၎င်းဓမ္မင်းစာမလေးတံဖိုလေးတံနိဗ္ဗာန်တည်ဟုသောလောကုတ္တရာတရား9ပါးတို့ကို၎င်းတံကင်စာသီလဝန္တကလျာဏပုရုဇဉ်တန်ဃာတော်ရှင်မြတ်တို့နှင့်တကွရွှေရင်တော်နှင့်သားစေအရိယာရှစ်ပြားသောပရမတ္ထတန်ဃာတော်မြတ်ကို၎င်းအဟံတပိတော်သည်အာဒရိနာစိတ်သောကြည်ညိုယိုသေးစွာနမာမိရှိခိုးပါ၏ဖျာနမကရာနုဘာဝေနရှိခိုးပါယမြတ်ပုံညဤကြည်လာဒေဇောအာနုဘောကြောင့်တပ်ပေကျွေးမဲ့ဥတုံအလုံးစုံသောဥပဒဝေဘေးရန်ဥပဒဝေါတို့ကိုဟိတဝါစွန့်ကုန်သည်ဖြစ်၍အနေကအန္တရာယပိမြာလာသွဲသွဲအန္တရာယ်တို့သည်လည်းအတေသသောအတေသေနအကျွင်းမဲ့အားဖြင့်ဝိနာတန်တုခြေညံပြုံးသည့်အလိုလိုပြည့်စည်၍ထန်နီးမရောက်ကင်းစင်လွင်ပြောက်ပါစေကုန်သတည်းမြောက်ကျွန်းတန်ဗုဒ္ဓေဂါထာပါဠိနတ်များကိုဆက်လက်ပြီးတော့ရွတ်ဖတ်ပူဇော်ပါမယ်တန်ဗုဒ္ဓေထဝေသင်္စဒွာဝီသင်္စဣမေဗုဒ္ဓေဧကတိန်တံတပိဗုဒ္ဓေဒုတိန်တံစမာဗုဒ္ဓေပင်စဝီတံဗုဒ္ဓနိတိန်ဒုတိန်တံဗုဒ္ဓဘာဝနေဧတေနဗုဒ္ဓဂုဏေနတေသံဓမ္မင်းစတံကင်္စအာဒရိနာနမမဟံနမကာရနုဘာဝေနဟိတဝါတဗေဥပဒဝေအနေကအန္တရာယာပိဝိနသန္တုအတေတသောအထဝီတံနှစ်ကျိတ်ရှိစုအရေအတွက်ရှိကုန်သောတံဗုဒ္ဓေသဘုရားရှင်တို့ကို၎င်းတောဝီတံ22စုအရေအတွက်ရှိကုန်သောဣမေဗုဒ္ဓေသဤဘုရားရှင်တို့ကို၎င်းဧကတိန်တံ30စုအရေအတွက်ရှိကုန်သောတဗ္ဗေဗုဒ္ဓေသခတ်သိမ့်ကုန်သောဘုရားရှင်တို့ကို၎င်းဒုတိန်တံ32စုအရေအတွက်ရှိကုန်သောမဟာဗုဒ္ဓေသဘုရားမြတ်တို့ကို၎င်းပင်စဝီတံ25စုအရေအတွက်ရှိကုန်သောဗုဒ္ဓနေတိန်္စဘုရားရှင်တို့၏ဗုဒ္ဓစက္ကုစာတော်မျက်စိတော်အစုံတို့ကို၎င်းဒုတိန်တံ32ပါးအရေအတွက်ရှိကုန်သောဗုဒ္ဓဘာဝေနသဘုရားဘာဝနာတို့ကို၎င်းဧတေနဗုဒ္ဓဂုဏေနသထိုဆိုအပ်ခဲ့ပြီးသောဘုရားရှင်တို့၏ဉာဏ်တော်ကျေးဇူးတော်တို့ကြောင့်၎င်းဒေတံထိုဘုရားရှင်တို့၏ဓမ္မင်းစာရွှေနှုတ်တော်ထွက်တရားတော်မြတ်ကို၎င်းဒေတံထိုဘုရားရှင်တို့၏တန်ခင်းစတပိသတန်ဃာတော်မြတ်ကို၎င်းအဟံကျွန်ုပ်သည်အာဒရိနာစိတ်သောကြည်ညိုယိုသေးစွာနမာမိရှိခိုးပါ၏အရှင်ဘုရားနမကာရနုဘာဝေနရှိခိုးပါယမြတ်ပုံညဤကြီးလာဒေဇောအာနုဘောကြောင့်တဗ္ဗေကျွေးမဲ့ဥတုံလုံးစုံသောဥပဒဝေဘေးရန်ဥပဒဝေါတို့ကိုဟိတဝါစွန့်ကုန်သည်ဖြစ်၍အနေကအန္တရာယာပိမြာလာသွဲသွဲအန္တရာယ်တို့သည်လည်းအတေတသောအတေသေနအကျွင်းမဲ့အားဖြင့်ဝိနသန္တုခြေညံပြုံးသည့်အလိုလိုပြည့်စည်၍ထန်နီးမရောက်ကင်းစင်လွင့်ပြောက်ပါစေကုန်သတည်းအရှိကျွန်းတန်ဗုဒ္ဓေဂါထာပါဠိနတ်များကိုရွတ်ဖတ်ပူဇော်ပါမယ်တန်ဗုဒ္ဓေထဝေသင်္စမမခေသန္တိပုရတောပင်စဗုဒ္ဓောမဟာတေဇောမမတိတေနိတိတတိ
ဓဗ္ဗရိတံမံရခန္တုမေဇယမင်္ဂလံအကံတဗ္ဗေပိမေနမတ္တာမိကုနေအပတ္တိပုဂ္ဂလေအရိယာနိသတဗ္ဗတံတာဝကနိသတဗ္ဗတောအထဝေသင်္စာနှစ်ကျိတ်ရှိစုရေအတွက်ရှိသည်လေဖြစ်ကုန်သောတံဗုဒ္ဓေဘုရားရှင်တို့သည်မမအကျွန်ုပ်ဤပုရတော်ရှိမှကိစ္ဆန္တိကြွားသွားတော်မူကုန်၏မဟာတေဇောကြီးမြတ်သောတကူရှိတော်မူသောပင်စဗုဒ္ဓောကောကုတံကောဏဂုံကတ္တဗဂေါတမအရိမတယတိဟုသောဘုရားငါးစုသည်မမအကျွန်ုပ်ဤတိတေဥကောင်းထ၌နိတိတတိသရင်သုံးနေထိုင်တော်မူ၏အကျွန်ုပ်သည်ဣမေတဗ္ဗေပိဤခသိမ့်ကုန်သောဘုရားရှင်တို့ကို၎င်းခုနေအာပတ္တိပုဂ္ဂလေဂုံတော်အပေါင်းတို့ခါစားရာဖြစ်သောဘုရားမြတ်တို့ကို၎င်းတပ္ပတံချင်းခသိမ့်အရိယာနိသအရိယာပုဂ္ဂိုလ်တို့ကို၎င်းနမတာမိရှိခိုးပါ၏တပ္ပသောအခါခသိမ့်တာဝကနိသပုထုဇဉ်အရိယာနှစ်ဖြာသောတပိသားတို့ကိုလည်းနမတာမိရှိခိုးပါ၏မံအကျွန်ုပ်ကိုတပ္ပရိတံတရချင်းရှားပြု၍ရခန္တုဆောင်းလျှောက်တော်မူကြပါစေကုန်သတည်းမေအကျွန်ုပ်အားအကံမြတ်သောဇေယမင်္ဂလံအောင်ခြင်းမင်္ဂလာသည်ဘဝတုဖြစ်ပါစေတည်းအနောက်ကျွန်းတန်ဗုဒ္ဓေကာထာပါဠိအနတ်များကိုရွတ်ပတ်ပူဇော်ပါမယ်တန်ဗုဒ္ဓေထာဝေသင်္စတဗ္ဗတေဇာတဗ္ဗကုဏတဗ္ဗဒုက္ခံလဘတုမေသာဝိသာယာသာယိဇသာယံတဗ္ဗေညုတညာနာဝရံတဗ္ဗတတ္တရူတဗ္ဗဗယံဝိနတံတို့အသေတသောအထဝီတံနှစ်ကျိတ်ရှိစုကုန်သောတံဗုဒ္ဓေသဘုရားရှင်တို့သည်လည်းတဗ္ဗဒေဇာခတ်သိမ့်သောတကူနှင့်ပြည့်စုံတော်မူကုန်၏တဗ္ဗကုဏအလုံးစုံသောကျေးဇူးတော်တို့နှင့်ပြည့်စုံတော်မူကုန်၏တေထိုဘုရားရှင်တို့သည်မေကျွန်ုပ်အားတဗ္ဗဒုက္ခံအလုံးစုံသောလောကီချမ်းသာအပေါင်းကိုလဘတုဒေတုရပါစေတည်းဝါပေးပါစေတည်းသာဝိသာယဘုံတော်6ပါးဤအရေးရောင်သည်စာယိဇလောကီအရေးချမ်းသာကို၎င်းစာယံသလောကုတ္တရာရိတ်ချမ်းသာကို၎င်းဒေတိပေးစွမ်းနိုင်၏တဗ္ဗေညုတညာနာဝရံမြတ်သောတဗ္ဗေညုတညာနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားသည်ခတ်သိမ်းသောတရားတို့ကိုသိလဲသိမြင်မြတ်သောတဗ္ဗေညုတညာလည်းရှိတော်မူ၏ဣတိနာသစ္စာဝဇေနာဤသို့မှန်သောသစ္စာစကားကိုဆိုရသောကြောင့်တဗ္ဗတတ္တရုခတ်သိမ်းသောယံအပေါင်းသည်လေတဗ္ဗဗယံခတ်သိမ်းသောဘေးအပေါင်းသည်လည်းကောင်းတဗ္ဗတတ္တရုခတ်သိမ်းသောယံအပေါင်းသည်လည်းကောင်းတဗ္ဗဗယံခတ်သိမ်းသောဘေးအပေါင်းသည်လည်းကောင်းအသေးသသောအကျွင်းကြံမရှိသောအဖြစ်ဝိနတံတုကင်းစင်လွင်ပြောင်းမရောက်သည်သာဖြစ်ပါစေကုန်သတည်းသာဓုသာဓုသာဓု